မင်္ဂလာပါရှင် ES2K ဘလော့မှာကြိုဆိုပါရရှင် ES2K မှာထမင်းစားမင်းစီနဲ့ခင်းသီးနှစ်နည်းလေးကိုလွယ်ကူရိုးရှင်းစွာချက်ပြပေးသွားမှာဖြစ်တဲ့အတွက်ဟင်းချက်နည်းလေးကိုစုံထိကြည့်ရှုဖို့ဖိတ်ခေါ်ပါရရှင်အရင်ဦးဆုံးအိုးထဲမှာစီးထည့်မယ်စစ်ပူလာပြီဆိုရင်တော့စနွေးမုံလေးငယ်ထည့်ပေးပါရှင်ပြီးရင်တော့ကြက်သွန်ဖြူနီထောင်းထားတာလေးထည့်ပေးပါရရှင်ခဏနေတော့အယောင်တင်မှုအနေငယ်ထည့်ပေးပါရရှင် ES2K ကခင်းသီးနှစ်ကအဆက်နှစ်မှာဖြစ်တဲ့အတွက်ခွဲချက်မှုအနေငယ်ထည့်ပေးပါရရှင်ခင်းသီးနှစ်ကတချို့ကြတော့လေပစုံချောင်းမုံနဲ့နှက်တယ်လို့ဝက်နံရိုးစက်သားမိမိကြိုက်နှစ်သားနဲ့နှက်လို့ရပါရရှင် ES2K ကမနေ့ကချက်ထားတာကြံတဲ့ပေါ့နော်ဒီပစုံလေးကိုထည့်ပြီးနှက်ပေးမှဖြစ်ပါရရှင်ES2K ကဟင်းချက်တဲ့အခါမှာတခါလေးအရသာထည့်လို့ရှိပါရဲ့ရှင်။အရသာအတွက်ကတော့ဟင်းခတ်မုံနေနေငံပြားကြီးအနေငယ်ထည့်ပေးပါရဲ့ရှင်။စားမထည့်တော့ပါဘူးရှင်။ခင်းသီးလေးတွေကို ES2K ရပါတော့။အချုံမစားဆွမ်းနေပြီးတော့နိုင်ဝက်တစ်နိုင်ခန့်နှက်ထားပါရဲ့ရှင်။နှက်ထားတဲ့ဟာလေးကိုထည့်ပေးပါမယ်ရှင်။ပြီးရင်တော့အားလုံးတေချာစီတက်ပြီးတော့မှုပေးပါရှင်ပြီးရင်တော့ခရမ်းသီးလေးတွေကိုရေမြုပ်တဲ့အထိတည်ပေးထားပါမယ်ရှင်ဖုံးလေးအုပ်ပြီးတော့15မိနစ်ခန့်တည်ပေးထားရင်တော့ပိုကောင်းပါရဲ့ရှင်15မိနစ်မပြည့်ခင်မှာတော့ဖုံးလေးဖွင့်ပြီးတော့ပြန်မွေးပေးပါရှင်။ဘာလို့လဲဆိုတော့အိုကတ်မှာဖြစ်မှာဆိုလို့ပါရှင်။ကဲဒါဆိုရင်တော့အရန်ထင်းစားမိစီနဲ့ခင်းသီးနှစ်လေးတစ်ပွေရပါပြီရှင်။ ES2K ရဲ့ဒီခင်းသီးနှစ်နည်းလေးကိုပေါ့နော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးကျန်းမာချမ်းသာကြပါစေရှင်